ပြီးခဲ့တဲ့အပိုင်းမှာတော့ဂျိုဂျိုနဲ့စမိုကီကစရိုက်ဆိုရဲ့လက်ထဲကနေထွက်ပြေးလာခဲ့ကြပါတယ်စမိုကီကတော့သူတို့လွတ်လာပြီလားလို့ဂျိုဂျိုကိုမေးလိုက်ပေမဲ့ဂျိုဂျိုကတော့မလွတ်သေးဘူးမင်းအပေါ်မောကြည့်လိုက်လို့ပြောလိုက်ပါတယ်စရိုက်ဆိုတာမိန်းကလေးတယောက်ကိုတစားကန်လုပ်ထားပြီးတော့ဂျိုဂျိုကို9စက္ကန့်အတွင်းသူ့စီမလာရင်မိန်းကလေးကိုတပ်ပစ်မယ်လို့ပြောနေပါတယ်ဂျိုဂျိုကတော့တီးဘက်ဟာမွန်ဆရာတယောက်ဟာမိန်းကလေးတယောက်ကိုဒီလိုရဲရဲဆက်ဆက်လုံးမှာမဟုတ်ဘူးလို့ပြောနေပါတယ်ဒါပေမဲ့လည်းစရိုက်ဆိုတာမိန်းကလေးရဲ့သွားတစ်ချောင်းချက်ချင်းနှုတ်ပြီးဂျိုဂျိုစီပစ်ပေးလိုက်ပါတယ်ဟဲ့အောင်ခွေးမသားစရိုက်ဆိုမင်းဘာလုပ်လိုက်တာလဲကွာမင်းကအေးဆေးစင်အောင်ဆောင်နေပြီမဲ့ထင်တဲ့အတိုင်းတကယ်ပေါက်ကွဲနေရပဲဂျိုဂျိုဟာစပိုက်ဆိုကိုတတ်မယ်ဆိုပြီးတော့ချက်ချင်းပြေးလက်လာခဲ့ပြီးမှလည်းစပိုက်ဆိုကသူ့ရဲ့မျက်လုံးအစွမ်းနဲ့ဂျိုဂျိုကိုပစ်လွှတ်လိုက်ပါတယ်။ဒါပေမဲ့လည်းဂျိုဂျိုကဖန်ခွက်ထဲကိုဟာမွန်စီးစင်းစေပြီးတော့စပိုက်ဆိုပစ်လိုက်တဲ့အစွမ်းကိုစပိုက်ဆိုစီပြန်ပစ်လွှတ်လိုက်တာကြောင့်စပိုက်ဆိုတယောက်ထိနာသွားခဲ့ပါတယ်။ဂျိုဂျိုဟာစပိုက်ဆိုကသူ့ရဲ့နှစ်ဖူးတက်တဲ့ကိုပစ်မယ်ဆိုတာသိနေရကြောင်းဖန်ခွက်နဲ့လမ်းဆွဲခဲ့တာပါ။ထို့နောက်ဂျိုဂျိုဟာသူ့စီပြေးဝင်လာတဲ့စပိုက်ဆိုကိုဟာမွန်သုံးပြီးထိုးပေးလိုက်ပါတော့တယ်။စပိုက်ဆိုဟာတရားပေါ်ကပြုတ်ကြတော့မဲ့အချိန်မှာပဲဂျိုဂျိုဟာစပိုက်ဆိုရဲ့အလက်ကိုလှမ်းဖမ်းလိုက်ပါတယ်။စရိုက်ဆိုဟာငါမင်းကိုတက်လို့ရအောင်လို့ဂျိုဂျိုကိုပြောနေပေမဲ့ဂျိုဂျိုကတော့အလားကိုစိတ်ဝင်စားပဲစပီးဝက်ကွန်ရဲ့အလားအောင်ဘာကြောင့်ရေထဲပစ်ချခဲ့ရလဲဆိုတာပဲသိချင်နေတာပါစရိုက်ဆိုဟာသူမသိခင်ဂျိုဂျိုကိုသတိတစ်ခုပေးမယ်လို့ပြောပြီးကြောက်တိုင်တဲ့ဟာလူဟာမကြခင်တွေ့ရတော့မယ်လို့ဂျိုဂျိုကိုပြောနေခဲ့ပါတယ်စရိုက်ဆိုဟာစပီးဝက်ကွန်ကိုရေထဲပစ်ချရတဲ့အကြောင်းရင်းကလည်းထိုရုပ်ထုကြီးဟာသွေးတွေကိုဆုပ်ယူနေခဲ့လို့ဖြစ်ပါတယ်ပြီးတော့ထိုရုပ်ထုကြီးဟာ2နှစ်အောင်ကျော်အိပ်ပျော်နေခဲ့တာဖြစ်ပြီးမကြခင်နိုးလာတော့မယ်လို့ပြောနေခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့စရိုက်ဆိုဟာဟာမွန်ဝန်တုံးကသူ့ကိုယ်သူအစိုးစီရင်သွားခဲ့ပြီးတော့ဒီလိုလောက်တာအတွက်လည်းနောက်လာမရဘူးလို့ဂျိုဂျိုကိုပြောပြီးတည်ဆုံးသွားခဲ့ပါပြီဂျိုဂျိုတယောက်ဟာစိတ်ပြက်လက်ပြက်နဲ့တော်တော်ကိုပေါက်ကွဲနေခဲ့ပါပြီ1938ခုနှစ်မှာတော့ဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့ပြီးတော့ဂျာမန်တွေကတကမ္ဘာလုံးကိုသိမ်းပိုက်ချင်ခဲ့ပါတယ်ဒါကြောင့်လည်းသူတို့ဟာလျှို့ဝှက်လက်နက်တွေနက်ခတ်ပညာတွေစုံအသက်တွေကိုသုံးကကမ္ဘာကြီးကိုအုပ်ချုပ်ချင်ခဲ့ကြတာဖြစ်ပါတယ်သူတို့ရဲ့လိုဘက်ကွန်ရက်ကတော့မက်ဆီကိုမှာပါခြံကြီးထဲမှာတော့ဗိုလ်ချုပ်ဆယ်ရိုဟီဆိုတဲ့လူကိုစော်လေးတယောက်ဟာမုန်းစိတ်ရိပ်ပေးနေရင်ဓာတ်ထိသွားတဲ့အကြောင်းဗိုလ်ချုပ်ဟာစော်လေးရဲ့ရှာနဲ့ရက်ခိုင်းနေပါတယ်ထိုအချိန်မှာပဲစစ်သားတယောက်ဟာကမ်းမမှာတွေ့ခဲ့တဲ့အဖိုးကြီးပြန်သေးရလာပြီလို့ပြောလိုက်ပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့စပီးဝက်ကွန်ပါပဲသူဟာမသေးသေးပါဘူးတစ်ဖက်မှာတော့ဂျိုဂျိုဟာစော်လေးကိုအိမ်ပြန်လိုက်ဖို့ရေးမယ်လို့ပြောနေပေမဲ့စော်လေးကတော့ဂျိုဂျိုရဲ့မျက်နှာကိုထိုးလိုက်ပါတယ်အကြောင်းကတော့တရားပေါ်မှာတော့သူ့ကိုရုပ်ဆိုးမှလို့ပြောခဲ့လို့ပါဒါပေမဲ့လည်းဂျိုဂျိုဟာအလားကိုစိတ်ဝင်သားပဲနဲ့စပိုက်ဆိုပြောတဲ့ကြောက်တိုင်လူသားဆိုတဲ့အရာကြီးကိုပဲစိတ်ပူနေပါတယ်ဒါကြောင့်အခုပဲမက္ကဆီကိုကိုသွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာတော့ဗိုလ်ချုပ်ဟာကြောက်တိုင်လူကားကိုစပီးဝက်ကွန်ဝင်ပြလိုက်ပြီးခင်ဗျားကိုတွေ့ခဲ့တဲ့နာရလာတာလို့ပြောနေခဲ့ပါတယ်ပြီးတော့ဗိုလ်ချုပ်ဟာစပီးဝက်ကွန်ကိုစပိုက်ဆိုနဲ့ပတ်သက်သမျှတွေဂျိုးစရာမိသားစုနဲ့ပတ်သက်သမျှတွေကိုပြောခိုင်းနေပြီးတော့အလားမှာကြောက်တိုင်လူကားကိုနှိုးလို့ရမှာလို့ပြောနေပါတယ်စပီးဝက်ကွန်ကတော့သူကတဝါလုံးကိုဖျက်ဆီးလိုက်မယ်လို့ပြောနေပေမဲ့ဗိုလ်ချုပ်ကတော့စမ်းသပ်မှုကိုစားလုပ်ဖို့ပြောလိုက်ပါတော့တယ်ပြီးတော့ဗိုလ်ချုပ်ဟာစမ်းသပ်မှုလုပ်ဖို့တွေးလိုတယ်လို့ပြောပြီးအကျဉ်းသားတွေကိုမင်းတို့ထဲကစမ်းသပ်ခံရမယ့်လူကိုကိုယ့်အကူရွေးအဲ့ဒါဆိုမင်းတို့တရက်လွတ်လပ်ခွင့်ပေးမယ်လို့ပြောလိုက်ပါတယ်ထိုအချိန်မှာပဲကောင်လေးတယောက်ဟာရှေ့ထွက်လာပြီးသူစမ်းသပ်ခံရင်တခြားသူတွေကိုတရက်လွတ်လပ်ခွင့်ပေးမယ်မှလားလို့ပြောပြီးသူလုပ်မယ်လို့ပြောလိုက်ပါတယ်ဗိုလ်ချုပ်ကလည်းမင်းတို့တသိရှိတဲ့လူမျိုးကိုတဘောကြရဲလို့ပြောပြီးတော့ကောင်လေးကလွယ်လို့ကျန်တဲ့လူတွေကိုတတ်ဖို့အမိန်ပေးလိုက်ပါတယ်ဂျိုဂျိုဟာဆိုင်ကယ်ကိုအထာကျကျမောင်းထွက်လာပြီးတော့သူ့ကိုလည်းဓာတ်ကင်ထားတဲ့လူတယောက်ကစောင့်ကြည့်နေခဲ့ပါတယ်ဂျိုဂျိုကတော့ဒီမနက်တွေကတခုခုထူးဆန်းနေပြီးသူ့ကိုတရားကိုစောင့်ကြည့်နေရလို့ခံစားနေရပါတယ်ဂျိုဂျိုကသူ့အနောက်မှာရှိတဲ့အဝိစာကိုဖယ်ကြည့်လိုက်တဲ့အချိန်မှာလည်းဘာမှရှိမနေခဲ့ပါဘူးဒါပေမဲ့ဂျိုဂျိုအဝိစာကိုဖယ်လိုက်တဲ့အချိန်မှာပဲအဝိစာနောက်ကနေလူတယောက်ပေါ်လာပြီးဂျိုဂျိုကိုဓာတ်နဲ့အလေးဝင်ထိုးလိုက်ပါတယ်ထိုလူကဂျိုဂျိုကိုလင်းတို့တွေတောင်သူ့ရဲ့တရှိမှုကိုတတိမထားမိနိုင်အောင်မင်းကတတိထားမိနိုင်တာတော်သားတယ်လို့ပြောလိုက်ပါတယ်ဂျိုဂျိုကဘာလို့သူ့ကိုနားခံလိုက်နေရလဲလို့မေးလိုက်ပြီးထိုလူကလည်းနားခံလိုက်နေရမဟုတ်ပဲသူတို့စစ်တပ်ကစဝိုင်းဆိုအကြောင်းမေးဖို့သူ့ကိုဖမ်းဖို့လွတ်လိုက်တာလို့ပြောလိုက်ပါတယ်ဂျိုဂျိုကခမည်းမျက်နှာကိုကြည့်ရတာဂျာမန်ရုပ်ပဲပြီးတော့ဂျာမန်စစ်တပ်ကစဝိုင်းဆိုနဲ့စပီးဝက်ကွန်နဲ့ဘာလို့ရှိလို့လဲလို့မေးပြီးဂျိုဂျိုကတတိရှိရင်လာခဲ့လို့ပြောလိုက်ပါတယ်ဘယ်ကြီးကလည်းသူ့ကိုသူ SS အဆင့်ကွန်မန်ဒိုလို့ပြောပြီးတော့ဂျိုဂျိုကိုလက်ဖလာနဲ့ရင်ဆိုင်မလို့လားလို့မေးလိုက်ပါတယ်ဘယ်ကြီးကဆင်းလာပြီးဂျိုဂျိုကိုတိုက်ခိုက်မှုပြင်လိုက်တဲ့အချိန်မှာပဲဂျိုဂျိုကမင်းရဲ့မှော်ကော်စောလေးပြန်ယူလိုက်ဆိုပြီးပြစ်ပေးလိုက်ပါတယ်ဒါအပြင်ဂျိုဂျိုကသူ့ရဲ့လက်ဒီတစ်ချက်ကိုထွက်ထိုးလိုက်ပြင်မဲ့စားဆောင်လက်ပတ်တွေကသူ့လက်ကိုဆက်ဝင်သွားခဲ့ပါတယ်ဒါအပြင်ဘဲကြီးဟာဂျိုဂျိုကိုဒူးနဲ့တိုက်ပြီးတော့ခြေထောက်နဲ့တနင်းထားခဲ့ပါတယ်ဘဲကြီးကဂျိုဂျိုကိုအားပဲရှိပြီးတော့တကယ်အဖြစ်မရှိတဲ့ကောင်ဆိုပြီးတော့ပြောနေခဲ့ပါတယ်ဂျိုဂျိုကတော့ဒီမှာအန်နီယကင်းအောင်လှည့်လိုက်တာလေခင်ဗျားမသိဘူးလားဆိုပြီးတော့သူ့ကိုယ်ထဲကဟာမွန်တွေကိုထုတ်လိုက်ပါပြီဂျိုဂျိုရဲ့ဟာမွန်ကြောင့်စားဆောင်လက်ပတ်ပင်ကြီးပျက်စီးသွားပြီးတော့ဘဲကြီးမျက်နှာမှာသွားဆိုင်နေခဲ့ပါတော့တယ်ဂျိုဂျိုကတော့သူဒီလိုအစာတွေကလှုပ်ဖို့ရည်ရွယ်ထားလို့ပြောပြီးတော့ဘဲကြီးကိုသူသတိမြအကုန်ပြောခိုင်းနေပါတယ်ထို့နောက်ဂျိုဂျိုကဘဲကြီးစီကနေစပီးဝက်ကအသက်ရှင်နေသေးတာကိုသိပြီးတော့အဖွားအိမ်ညာတော့ပျော်တော့မှာပဲဆိုပြီးတော့စဉ်းစားနေပါတယ်ထို့နောက်ဂျိုဂျိုကဆိုင်ကယ်နဲ့ထွက်လာပြီးတော့ဘဲကြီးကိုတော့စားဆောင်လက်ပတ်ပင်ပေါ်မှာတွဲလောင်းထားခဲ့ပါတယ်အဲဒီနောက်မှာတော့ဂျာမန်စစ်သားတွေကလည်းကြောက်တိုင်လူသားကိုဆန်းသတ်နေကြပြီးကြောက်တိုင်ကြီးကလည်းအကျဉ်းသားတွေရဲ့သွေးတွေကိုဆုပ်နေခဲ့တာကြောင့်စတင်အကွဲလာခဲ့ပါပြီဂျာမန်ဗိုလ်ချုပ်ကစပီးဝက်ကွန်ကိုဘာလို့အဲ့လောက်ကြောက်နေရလဲလို့ပြောပြီးတော့စပီးဝက်ကွန်ကတော့ကိုဂုံစားမနေနဲ့လို့ပြောပြီးတော့ဒီလူကအရန်အန်နေများကြောင့်ပြောနေခဲ့ပါတယ်သူတို့စကားပြောနေတုန်းမှာပဲကြောက်တိုင်ကြီးကစတင်အကွဲလာခဲ့ပါပြီဒီနေ့ဗီဒီယိုဒီလောက်ပါပဲဗျာနောက်နေ့မှာနောက်ဗီဒီယိုရင်းနဲ့သူပြန်လာခဲ့ပါမယ်